ဟုတ်ကဲ့မင်္ဂလာပါ Rhyming HMA ကိုစိုင်းပါအခုကျွန်တော်တို့ဒီကာလအတွင်းမှာငွေချေးထုတ်ရတာတွေခက်ခဲဖြစ်တဲ့ခါကျတော့တချို့အဝယ်လေးတွေတချို့အဝယ်လေးတွေကနည်းနည်းလေးဟိုငွေသားနဲ့ဝယ်ရမယ်ထင်ပြီးတော့တချို့ဝယ်ဖို့တန့်တာလေးကြံ့ကြာလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့အခုတော်တော်များကကျွန်တော်တို့ဘဏ်ကင်းနဲ့အလုပ်လုပ်တက်လာပြီဖြစ်တဲ့အတွက်ဘဏ်ကင်းနဲ့လည်းကျွန်တော်တို့ဝယ်လို့ရတယ်ကျွန်တော်တို့ချုပ်ရန်ကုန်မှာရောတခြားမြို့နယ်တွေမှာအခုကျွန်တော်တို့ပဲခူးမှာရောအယောင်းဝယ်တွေဖြစ်ပါတယ်ဆိုတာကဘဏ်ကင်းနဲ့ဝယ်ခြင်းရောင်းခြင်းနဲ့မိတ်ဆွေတွေအတွက်လည်းအဆင်ပြေတယ်ဝယ်တဲ့မိတ်ဆွေတွေလည်းဘဏ်ကင်းနဲ့လည်းကျွန်တော်ပေးချေမှုအတွက်အဆင်ပြေပါတယ်ဒါကြောင့်တကယ်လို့ဝယ်ခြင်းတဲ့မိတ်ဆွေများဝယ်ထုတ်ရခက်တဲ့မိတ်ဆွေများရှိမှဆိုလဲဘဏ်ကင်းနဲ့ဘန်တူဘန် transfer လုပ်ပြီးတော့ကြိုက်တဲ့အိမ်ချမ်းမြေများစိတ်ဝင်စားတဲ့အိမ်ချမ်းများရှိမယ်ဆိုရင်ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော် Rhyming HMA ကသတင်းကောင်းပါလိုက်ပါတယ်ကျွန်တော်တို့ Rhyming HMA မှာအခုအယောင်းတင်လာတဲ့ post တွေဆိုရင်အနည်းဆုံး2000နီးပါးရှိတယ်ပေါ့နော် channel အားလုံးကျွန်တော်စမှုစုံတွေပါတယ်လက်မမေးတင်တွေပါတယ်လက်မနဲ့ဒဲပေါက်ပါတယ်တမိုးတင်တွေပါတယ်ပြီးတော့ချို့အိမ်ပါလေးတွေရှိတယ်ခြံပါလေးရှိတယ်အနည်းဆုံးပဲခူးမြို့မှာဆိုရင်ကျွန်တော်တို့ခြံအိမ်နဲ့ခြံဝယ်မယ်ဆိုရင်ပေါ့နော်တချို့ဆိုခြံကြီးပဲအနည်းဆုံး1500 1900 1900အဲ့လောက်ကစပြီးတော့မှကျွန်တော်တို့အိမ်ခြံမြေလေးတွေပြကြရှိတယ်ပေါ့နော်တခြားအိုက်တက်အောက်ရမယ်ဆိုရင်တချို့နေရာလေးဥပမာ1200လောက်တိရှိသေးတယ်တချို့ခြံလေးတွေနေရာအနေထားပေါ်မူတည်တာပေါ့တချို့ဆိုရင်အိမ်ပါလိုချင်တယ်ဆိုရင်အနည်းဆုံး2000အထက်မှာကျွန်တော်တို့ရနိုင်တယ်เนาะခြံကြီးပဲဆိုရင်เนาะဥပမာ1500 1800 1200ဆိုတာတော့ကျွန်တော်တို့နှစ်ကွက်ရှိတယ်ပေါ့တမိုးတင်လေးအဲ့ဒါလေးတွေရှိတယ်ပေါ့နော်ကျွန်တော် service တန်းခိုင်မာတာလေးနဲ့ location ကောင်းတာလေးတွေပဲခြင်တဲ့အတွက်တချို့တမိုးနှိမ့်တဲ့ဟာတွေတော့ကျွန်တော်တို့မှမရှိဘူးပေါ့နော်အဲ့တော့တမိုးတင်လေးလဲလိုချင်တယ်ပြီးတော့နေရာ location နဲ့ကောင်းတယ်ဆိုရင်ကျွန်တော်တို့မှာRhyming HMA မှာတင်ထားတဲ့ HMA များစွာရှိတဲ့ထဲမှာမိတ်ဆွေကြိုက်တဲ့နေရာကိုလိုက်ပြီးတော့ကြည့်လို့ရပါတယ်ကြည့်ပြီးတော့ကြိုက်တယ်ဆိုရင်ပါရှင်နဲ့တိုက်ရိုက်ဈေးစကားပြောလို့ရပါတယ်ဟုတ်ကဲ့သိချင်တဲ့အကြောင်းအများရှိရင်လည်းကျွန်တော်ရဲ့ comment မှာရေးသွားနိုင်ပါတယ် Rhyming ကိုစိုက်ပါ